အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေအားလုံးကိုကျွန်တော်ရှင်းပြပေးချင်တာလေးကတော့ 2+verb ing ဆိုတဲ့အပိုင်းလေးဖြစ်ပါတယ်ရှင်โอเคပုံမှန်အားဖြင့်ကျွန်တော်တို့ to နောက်က base verb လို့ခေါ်တဲ့ verb 1မူရင်တိုက်တာကိုတော့တွေ့ရနိုင်တယ်လေနော်ဥပမာကျွန်တော်တို့တစ်ခုခုလုပ်ဖို့တစ်ခုခုလုပ်ရရင်ဆိုရင် 2+ base verb ဆိုတာ base verb ဆိုတာ verb 1မူရင်ကိုပြောတာပေါ့နော်ဥပမာကျွန်တော်တို့စားဖို့ to eat သွားဖို့ to go နော်အိပ်ဖို့ဆို to sleep စာဖတ်ဖို့ဆို to readစာလေးလာဖို့စာချက်ဖို့ဆို to study စာသင်ဖို့ဆို to learn နော်ဆက်လက်ဖြင့်ကျွန်တော် 2+ base verb လို့ခေါ်တဲ့ verb 1မူရင်လိုက်တာကိုတော့တွေ့ရတာသိကြတယ်ပေါ့နော် 2+ verb ing ဆိုတော့နည်းနည်းလေးထူးထူးဆန်းဆန်းလေးဖြစ်တတ်တာပေါ့နော်ဒါပေမဲ့ 2+ verb ing လိုက်တဲ့ပုံစံလေးတွေလည်းရှိပါတယ်တဲ့တွေ့ရနိုင်ပါတယ်တဲ့အဲ့တော့ကျွန်တော်ပေါ့နော်ဒီ 2+ verb ing ကိုတွေ့ရတယ်ဆိုလို့ရှိရင်တဲ့သူ့ကိုကျွန်တော်က to ကအဲ့နေရာမှာကျတော့ဘယ်လိုပုံစံသုံးလဲဆိုလို့ရှိရင် preposition အနေနဲ့သုံးပါတယ်တဲ့နော်အဲ့တော့ဒီမှာကျတော့ 2+ verb ing မှာဆိုလို့ရှိရင် to ကိုကျွန်တော်က preposition အနေနဲ့သုံးတာဖြစ်တဲ့အတွက်သူ့နောက်ကကျွန်တော်တို့ verb ing လိုက်ပေးရပါတယ်တဲ့ဒီမှာ okay နော်အဲ့တော့ကျွန်တော် 2+ verb ing တွေကဘာလေးတွေဖြစ်မလဲဆိုတာလေးကိုကျွန်တော်ကအသုံးများတဲ့ 2+ verb ing form လေးတွေကိုကျွန်တော်ကရှင်းပြပေးပါမယ်ချပြပေးပါမယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအခုပေါ့နော်ဒီ 2+ verb ing form တွေမှာပေါ့နော်ကျွန်တော်အသုံးများတဲ့ပေါ့နော်ကျွန်တော်အသုံးများတဲ့စကားလုံးအချို့လေးတွေကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့် okay အရင်ဆုံးကျွန်တော်တို့တွေ့ရများတယ် look forward to + verb ing များသောအားဖြင့်ကျွန်တော်တို့ email တွေပို့တဲ့အခါမှာနော်ကျွန်တော်တို့ officially ရပေါ့နော်ကျွန်တော် formally ရကျွန်တော်ဒီ email တွေပို့တဲ့အခါမှာဆိုဒီ look forward to ဆိုကျွန်တော်တွေ့ကြမှာပေါ့နော် okay အဲ့တော့ဒီ look forward to plus ဆိုရှင်သူ့နောက်ကဘာမှမလိုက်ပါဘူး verb ing ပဲလိုက်ရပါတယ်အတိတ်ဘယ်ကဘာလဲဆိုတော့တခုခုအရန်မျောနေနေတာအရန်ကိုစောင့်မျောနေတာအတိတ်ဘယ်ကအရန်တွေးကျင်နေပါပြီဆိုတော့အတိတ်ဘယ်ပေါ့နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I look forward to seeing you ငါနေ့အရန်ကိုတွေးကျင်နေပါပြီတဲ့အတိတ်ဘယ်ကထားပါနားလေးမှာကျွန်တော် email ပို့တယ်ဆိုရင်ကျွန်တော်ပြန်စာကိုအရန်မျောနေတယ်ဆိုရင် I look forward to seeing your reply ဘောနော်စသဖြင့်နော် hearing your reply စသဖြင့်ပေါ့နော်တခုခုကိုကျွန်တော်တို့အရန်ကိုစောင့်မျှော်နေတယ်လို့ပြောချင်ရင် look forward to သူနောက်က verb ing ဟုတ်တယ်နော် okay နောက်နံပါတ်1အသုံးများလေးကဘာလဲဆိုတော့ object to plus verb ing ဆိုကြတော့ဘာလဲဆိုအဓိပ္ပာယ်ကတခုခုကိုညင်းပယ်တာနော်တခုခုကိုညင်းပယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က object to plus သူနောက်က verb ing လိုက်ပါတယ်ရှင့်ဥပမာအနေနဲ့ဆိုလို့ရှိရင် they objected to paying extra feesသူတို့တွေကတဲ့အပိုငွေပေါ့နော်အပိုကြီးပေါ့နော်အပိုကြီးပေးဖို့ညှစ်ပယ်ခဲ့ကြပါတယ်တဲ့ဒီညနေမှသွားပြီးတော့ဖေးပဲလို့မရဘူးဖေးကြီးလုပ်ရတယ် to plus verb ing ပုံစံပေါ့နှစ်ခုရှိသွားပြီနော် look forward to plus verb ing object to plus verb ing ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီမှာနံပါတ်3အနေနဲ့ဆိုလို့ရှိရင် be used to ကျွန်တော်တို့ဥမှာပေါ့နော် be used to plus verb ing တို့ကျွန်တော်တို့ used to web ကျွန်တော်တို့ used to plus verb 1ဆိုလို့ရှိရင်ကျတော့အတိတ်ကာလမှာလုပ်ခဲ့တယ်အခုလုံးဝမလုပ်တော့ဘူးဆိုရင် used to plus ကျွန်တော် verb 1ဒီမှာကျွန်တော် be used to plus verb ing ဆိုရင်ကျတော့သူအခုလည်းလုပ်တယ်အရင်လည်းလုပ်တယ်ပြောမှဆိုလုပ်တာကျင်သားရနေပြီလုပ်နေကြဖြစ်နေပြီလို့ပြောတာနော်ကျွန်တော်တို့ဒီ be used to plus verb ing ဒီတခုခုလုပ်တာကျင်သားရနေပြီတခုခုလုပ်နေကြဖြစ်ပြီလို့ပြောတာတခုခုလုပ်နေကြပါလို့ပြောတာပေါ့အဓိပ္ပာယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် she is used to waking up early ဒီမှာ waking verb ing ဒီမှာ wake တော့မလုပ်ထားဘူးအဓိပ္ပာယ်ကတော့သူမမနက်စောစောအိပ်ရထားတာကကျင်သားရနေပြီတဲ့ပြောမှဆိုရင်သူမကမနက်စောစောအိပ်ရထားနေကြပါတဲ့အဓိပ္ပာယ်okay နော်နောက်တစ်ခုကျွန်တော်တို့ be addicted to plus verb ing okay ဒါလည်းတွေ့ဘူးတာပေါ့နော်ကျွန်တော်ဒီ be addicted be ဆိုတာကျွန်တော်တို့ဒါ verb to be အမစ်စာဝတ်ဆွဲဖြစ်မယ်ဆိုတော့အဓိပ္ပာယ်ပေါ့နော် okay အဲ့တော့ဒီမှာ be addicted to plus verb ing တို့ကြတော့ဘယ်နေရာမှာသုံးမလဲဆိုရင်တခုခုလောက်တော့အရင်ဆွဲလဲနေတာပြမဆိုအရင်ဆွဲနေတာမလုံးရမနေနိုင်အောင်ကိုဆွဲနေတာနော်အဲ့လိုဆိုလို့ရှိရင်ကျတော့ဒီ be addicted to plus verb ing နဲ့သုံးပါတယ်တဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင် he is addicted to playing video games သူကလေတဲ့ video game တွေကိုအရင်ဆွဲနေတာတဲ့ပြမဆို video game ဆော့တာကိုတအားဆွဲနေတာပေါ့ဖြတ်မရအောင်ဆွဲနေတာအိဗယ်နော်ဒီမှာ addicted to plus ဒီမှာ verb ing ဒီမှာ play မသုံးဘူး playing သုံးသွားတယ်ဟုတ်ပြီနော်ကျွန်တော်နောက်နံပါတ်5အနေနဲ့ဆိုလို့ရှိရင် be committed to plus verb ing ဒီမှာကျတော့ဒီ committed ကသူ့ဘယ်နေရာမှာသုံးလဲဆိုရင်တော့ဂတိကဝတ်ပြုတဲ့ပုံစံနေနဲ့သုံးတာပေါ့ okay အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင် we are committed to protecting the environment ငါတို့ကဒီသဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်ဂတိကဝတ်ပြုပါတယ်တဲ့အဓိပ္ပာယ်ဒီမှာ committed to သူနောက်က protect ဆိုတဲ့ verb 1မလိုက်ဘူး
protecting ဆိုတဲ့ verb ဖိုင်ကြီးလိုက်ပါတယ်ရှင်အခုကျွန်တော်တို့နံပါတ်6ကိုရောက်သွားပြီနံပါတ်6ကကြတော့ be dedicated to plus verb ဖိုင်ကြီးနော်တို့ရဲ့ကျွန်တော်တို့မြန်မာလိုလေးပဲကြတော့တခုခုကိုရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့ပေါ့နော်နေရာမှာကျွန်တော်တို့ကဒီ be dedicated to plus verb ဖိုင်ကြီးနဲ့သုံးပါတယ်ရှင်ဥပမာအနေနဲ့ဆိုလို့ရှိရင် the service team is dedicated to improving service quality နော်ကျွန်တော်ဥပမာ service ဆိုဝန်ဆောင်မှုပေါ့နော် the service team လုပ်ငန်းတစ်ခုမှာ service team ရှိရပေါ့နော်ဒီမှာဆိုဝန်ဆောင်မှုပေးတဲ့အဖွဲ့ပေါ့နော်အဲ့တော့ဒီဝန်ဆောင်မှုပေးတဲ့အဖွဲ့ကတဲ့သူတို့ရဲ့ဒီဝန်ဆောင်မှုပေးတဲ့အရေးတွေတိုးတက်အောင်လို့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေကာယဆွမ်းအားတွေဉာဏ်ဆွမ်းအားတွေကိုကျွန်တော်ရင်းနှီးမြှုပ်နှံထားပါတယ်တဲ့အဓိပ္ပာယ်သူတို့တိုးတက်အောင်လို့ပေါ့နော်အဲ့တော့တခုခုကိုဖြစ်အောင်ပေါ့နော်ရင်းနှီးမြှုပ်နှံထားတယ်ဆိုလို့ရှိရင် be dedicated to plus ဘာဖိုင်ရင်ကြီးဘာမှမလိုက်ဘူးနော် okay ဆက်သွားရအောင်နောက်ကျွန်တော် number 7 get around to နော်နည်းနည်းတွေးရတာနည်းနည်းတော့ဟိုနဲတယ်ဒါပေမဲ့သူလည်းသုံးတယ်နော် get around to plus ဘာဖိုင်ရင်ကြီး okay သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တခုခုကိုလုပ်ဖြစ်တာအချိန်ရှိလို့ပဲဖြစ်ဖြစ်နော်ကျွန်တော်ဆိုးပဲချက်ချလိုက်တာပေါ့တခုခုကိုလုပ်တော့မယ်လုပ်ဖြစ်တယ်ဆိုပြီးတော့ပေါ့နော်အချိန်ညာလို့ဟိုလုပ်ချင်စိတ်ကရှိနေပြီးသားနော်အဲ့လိုမျိုးကျွန်တော်တို့တခုခုကိုလုပ်ဖြစ်တယ်ဆိုလို့ရှိရင် get around to နဲ့သုံးပါတယ်ရှင့် okay ဥပမာအနေနဲ့ဆိုလို့ရှိရင် I will get around to cleaning the house ဒီနားမှာ clean မလုပ်ဘူးနော် cleaning ဘာဖိုင်ကြီးလုပ်ထားတယ်အဓိပ္ပာယ်ကကြတော့ oh sorry ဒီနားမှာကျွန်တော်က this weekend လေးထည့်လိုက်မယ်ပိုရှင်းတော့နော်အဲ့တော့ I will get around to clean the house this weekend ကျွန်တော်ဒီစနေနေ့ကနေမှာတော့တဲ့အင်ကိုတန်ရှင်းလုပ်ဖြစ်တော့မှာသူလုပ်ချင်နေရတော့ကြာပြီဒါပေမဲ့အချိန်မရနေသေးလို့ဒါပေမဲ့ဒီစနေနေ့ကနေမှာတော့သူအိမ်တန်ရှင်းကိုလုပ်ဖြစ်တော့မှာအဓိပ္ပာယ်ရတော့နော်တခုခုကိုလုပ်ဖြစ်တော့မှာလုပ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် get around to plus verb ဖိုင်ရင်ကြီး okay session ရအောင်နောက်ကျွန်တော် number 8ဒါတော့တွေးတာများတယ် number 8 in addition to plus verb ဖိုင်ရင်ကြီးဒါတော့တွေးနေကြဖြစ်တယ်ပေါ့နော်သူရဲ့အဓိပ္ပာယ်ကထို့အပြင်ဒါအပြင်နော် okay သူလည်းကျွန်တော် in addition to မှာသူနောက်ကပုံမှန်မလိုက်ဘူး verb ဖိုင်ရင်ကြီးပဲလိုက်တယ်နော် okay ဥပမာအပြင်ဆိုလို့ရှိရင် in addition to studying English she also learns Japanese အဓိပ္ပာယ်ကဘောနော်သူမကအင်္ဂလိပ်စာလေ့လာရုံအပြင်တဲ့တို့အပြင်ဒါအပြင်အဓိပ္ပာယ်ပေါ့နော်သူမကအင်္ဂလိပ်စာကိုလေ့လာရုံအပြင် Japanese ဂျပန်ဘာသာစကားကိုလည်းလေ့လာပါတယ်တဲ့ဆိုတော့တခုခုအပြင်ဟိုထပ်လုပ်တယ်ပေါ့အဓိပ္ပာယ်နော်အဓိပ္ပာယ်တခုခုအပြင်ထို့အပြင်လို့ပြောချင်ရင် in addition to plus verb ဖိုင်ရင်ကြီးဟုတ်ကဲ့အဲ့တော့နောက်ကျွန်တော်တို့နောက်ထပ် number 9 be opposed to plus verb ဖိုင်ရင်ကြီးသူရဲ့အဓိပ္ပာယ်ကကျွန်တော်တခုခုလုပ်တာကိုသဘောမတူတာပေါ့သဘောမတူဘူးလို့ပြောမယ်ဆိုလို့ရှိရင်ဒီ be opposed to plus verb ဖိုင်ရင်ကြီးနဲ့ပြောပါတယ်ရှင့်ဥပမာအပြင်ဆိုလို့ရှိရင် they are opposed to building a new mall here သူတို့ကတဲ့ဒီနေရာမှာကျွန်တော် shopping mall အသစ်ပေါ့နော်တိဆောက်ဖို့ကိုသဘောမတူကြပါဘူးတဲ့နော် okay ဒီမှာဘာမှမလိုက်ဘူးကျွန်တော် verb ဖိုင်ရင်ကြီးလိုက်တယ်နောက်ကျွန်တော်တို့နောက်ဆုံး number 10 be open to plus verb ဖိုင်ရင်ကြီးသူရဲ့အဓိပ္ပာယ်ကကျွန်တော်တို့သဘောတူတာတခုခုလုပ်ဖို့အစဉ်သင့်ဖြစ်နေတာတခုခုလုပ်တာကိုသဘောတူတာအဲ့လို့ဆိုရင် be open to plus verb ဖိုင်ရင်ကြီးဥပမာအနေနဲ့ဆိုလို့ရှိရင် I am open to trying new things ငါကအသစ်စမ်းနေစမ်းကြည့်ဖို့အစဉ်သင့်ဖြစ်နေပြီတဲ့ပြောမှဆိုအဓိပ္ပာယ်နော်ဒီမှာကျွန်တော်တို့ trying open to နောက်က verb ဖိုင်ရင်ကြီးလိုက်ထားတယ် okay အဲ့တော့ကျွန်တော်တို့ပေါ့နော်အခုဒီ 2 plus verb ဖိုင်ရင်ကြီးမှာကျွန်တော်အသုံးများတဲ့2 plus verb ဖိုင်ရင်ကြီး form လေးပေါ့နော်ကျွန်တော်10မျိုးကိုကျွန်တော်ပြပေးခဲ့ပါတယ်ရှင့်တခြားသုံးတာလေးလည်းရှိသေးတယ်ဒါတွေကတော့ကျွန်တော်အသုံးများတဲ့စလုံးလေးတွေပေါ့နော်အဲ့ဒီ10လုံးကိုကျွန်တော်ကရှင်းပြပေးခဲ့တာဖြစ်ပါတယ်ရှင့်အဲ့တော့ကျွန်တော်ပေါ့နော်အကုန်လုံးအားလုံးပဲဒီဟာလေးကိုကျွန်တော်တို့ရှင်းသွားမယ်ဖြစ်ပါတယ်ရှင့်ဆက်ရှိလက်ရှိလေးနဲ့အဆုံးထိကြည့်ပေးရတဲ့လည်းကျေးဇူးများတင်ပါတယ်ရှင့်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်